မှအကြောက်ဆုံးရကိုပြပါဆိုရင်ကိုယ့်ရဲ့အပေါင်းအသင်းတွေပဲဖြစ်တယ်ပေါ့နော် okay လုံးဝမင်္ဂလာပါကျွန်တော်ဒီနေ့ပြောချင်တဲ့အကြောင်းအရာကတော့ပေါ့နော်ကျွန်တော်တို့လောကမှာပေါ့နော်ကျွန်တော်အဖေပြောဖို့တဲ့စကားရှိရပေါ့ဗျာကိုယ့်အသက်ကိုပေါ့နော်လာယူမဲ့တင်မင်းကိုမကြောက်ပါနဲ့တဲ့ကိုလက်ရှိပေါင်းနေတဲ့ကိုယ့်ရဲ့အပေါင်းအသင်းတွေကိုကြောက်ပါဆိုတဲ့စကားအရာပေါ့နော်အဲ့ဒီစကားတကယ်မှန်တယ်ပေါ့ဗျာပြောချင်တာဘာလို့လဲဆိုတော့ကျွန်တော်တို့တွေကတန်ငါနာနီတန်ငါမိုးစိုးနာနီမိုးစိုးဆိုတယ်လေပေါ့အဓိကကိုစိတ်ထိန်းနိုင်ဖို့လိုတယ်နံပါတ်1အချက်ကနံပါတ်2အချက်ကတော့ဒါကိုကစိတ်မထိန်နိုင်တဲ့သူဆိုရင်ပေါ့နော်ကိုပေါင်းတဲ့အပေါင်းအသင်းတွေကိုတရားလေးရွေးပေါင်းဖို့လိုပါတယ်ဘာလို့လဲဆိုတော့ကိုပေါင်းတဲ့အပေါင်းအသင်းတွေကဥပမာပေါ့နော်ဒါလောင်းကစားလုပ်တဲ့အပေါင်းအသင်းဆိုရင်လည်းဒါကိုကလောင်းကစားဘက်ကိုပါမှာဖြစ်ပါတယ်အဲ့လိုပဲတကယ်လို့များကိုအနေနဲ့ပေါ့နော်ကိုပေါင်းတဲ့တငယ်ချင်းကဆရာဝန်ဆိုရင်ကိုကလည်းဒါဆရာဝန်စိတ်ဓာတ်နဲ့ပေါ့နော်အဲ့လိုလေးဖြစ်မှာဖြစ်ပါတယ်အဲ့တော့ပြောချင်တာကတော့ဗျာကောင်းတဲ့အပေါင်းအသင်းဆိုရင်တော့ပေါင်းပါအဲ့လိုမဟုတ်ဘဲနဲ့မကောင်းတဲ့အပေါင်းအသင်းဆိုရင်တော့ဒါကိုရွေးပေါင်းဖို့လိုတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ဒီနေ့ sharing လုပ်ပြတာဖြစ်ပါတယ်ကဲကျွန်တော်ဆိုရင်လည်းပေါ့နော်ကျွန်တော်မှာအပေါင်းအသင်းတွေများများစောစောမရှိဘူးပေါ့ဗျာဘာလို့လဲဆိုတော့ကျွန်တော်အနေနဲ့အပေါင်းအသင်းပေါင်းတဲ့နေရာမှာကျွန်တော်ရွေးပေါင်းတယ်ပေါ့ပြောချင်တာကဗျာလူတယောက်ကိုကျွန်တော်ပေါင်းကြည့်လိုက်တယ်ဒီလူကကိုယ့်အတွက်အဆင်ပြေနိုင်မပြေနိုင်ဆိုတာကိုကျွန်တော်3ခါတော့ကျွန်တော်ပေါင်းကြည့်လိုက်တယ်ပေါ့နော်ပထမတစ်ချိန်ဒါတီးခံတယ်ဒုတိယတစ်ချိန်တီးခံတာโอเคနောက်ဆုံးတတိယတစ်ချိန်ကြာလို့ရှိရင်တော့ဒီလူကမကောင်းဘူးဆိုရင်ကျွန်တော်လုံးဝမပတ်သက်တော့ဘူးပေါ့နော်ကျွန်တော်ကိုယ့်ဘက်ကိုပဲအေးဆေးနေတယ်ဒါသူမရှိလဲဖြစ်တယ်ဆိုရဲပုံစံနဲ့ကျွန်တော်နေနိုင်တယ်ပေါ့ဗျာပြောချင်တာအဲ့လိုပဲဒါကိုယ့်ရဲ့အပေါင်းအသင်းတွေကမကောင်းဘူးဆိုရင်ဒါကိုကဝေးဝေးရရှောင်ဖို့လိုတယ်ပေါ့ဗျာသူတို့အနေနဲ့ဘယ်လောက်ပဲကိုယ့်ကိုခေါ်ဟာတကယ်ချင်းဘီယာသွားတောက်ရအောင်เนาะဒါမှမဟုတ် KTV သွားမယ်မာဆက်သွားမယ်ကြိုက်တယ်လို့ခေါ်ပါသည်ကိုယ့်ဘက်ကပတ်စံမထိုးရဘူးဆိုတိုင်းလည်းလိုက်မသွားပါနဲ့ပြောချင်တာတော့ဗျာလောကမှာဘယ်ရမှအလကားမရဘူးပေါ့နော်ကိုကသူတို့နဲ့အလကားသူတို့ခေါ်လို့ကိုကလိုက်သွားတယ်ဆိုရင်တော့တစ်ချိန်တစ်ချိန်လောက်ပဲရမယ်ပေါ့ဗျာအများတိုင်းသူတို့လည်းဒါနေတိုင်းလို့ကြီးမာဆက်သွားတယ် KTV သွားတယ်ဆိုတိုင်းပဲအများတိုင်းခေါ်မှာတော့မဟုတ်ဘူးပြောချင်တာမိတ်ဆွေတွေတငယ်ချင်းတွေဆိုတာကပေါ့နော်ဒါကောင်းတဲ့လူလေးရှိတယ်မကောင်းတဲ့လူလေးရှိတယ်ဒါတော့လောကမှာအစိုးနဲ့အကောင်ဒုံလဲနေတာဖြစ်တယ်ပေါ့ဗျာအဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်ပြောချင်တာကိုယ့်ရဲ့အပေါင်းအသင်းတွေကပေါ့နော်ဒါမကောင်းတဲ့ဘက်ကိုဥတည်နေရဆိုရင်ဒါသူတို့လည်းတော့ပြောစရာမလိုဘူးပေါ့ဗျာဘာလို့လဲဆိုတော့ကိုယ့်အတိစိတ်တဲ့နဲ့ကိုယ့်ဒါရှောင်းနေလိုက်အောင်ပါပဲเนาะပြောချင်တာတော့အဲ့တော့ဒါမိတ်ဆွေတို့ရဲ့ဘဝပေါ့เนาะတိုးတက်ဖို့ဆိုရင်ဒါကျွန်တော်အကြံဉာဏ်ပေးချင်တာတော့ဗျာကိုဘာသာကိုယ့်ရဲ့တန်ဖိုးကိုတီးဖို့လိုတယ်ပေါ့ဗျာเนาะကိုယ့်ရဲ့တန်ဖိုးဆိုတော့အစင်တိုင်းဟိုမြင်းတာတွေနှိမ့်တာတွေကျွန်တော်ပြောတာမဟုတ်ဘူးပေါ့နော်ငါခုဘီယာတောက်တဲ့ဆိုရင်ဘီယာမတောက်တဲ့လူဖြစ်အောင်လုပ်မယ်ငါစလေးတောက်တဲ့ဆိုရင်ငါဒီစလေးကိုဖြတ်မယ်ကုန်းဝါတဲ့လူဆိုရင်ဒီကုန်းကိုဖြတ်မယ်ပေါ့နော်အဲ့လိုမျိုးပေါ့မကောင်းတဲ့အရာမှန်သမျှကိုကျွန်တော်ကဖြတ်စေချင်တာပေါ့ဗျာပြောချင်တာမကောင်းတဲ့အရာမှန်သမျှဆိုတာတော့ဒါပြောချင်တာသူတစ်ပါးဒုက္ခရောက်မဲ့ဟာကမကောင်းတဲ့အရာပေါ့နော်ကိုကြောင့်မလို့သူတစ်ပါးဒုက္ခရောက်တယ်ဆိုတဲ့အရာမှန်သမျှမကောင်းတဲ့အရာပေါ့ဗျာပြောချင်တာအဲ့တော့ဒါပေမဲ့အဲ့လိုပြောလိုက်တယ်ဟာအဲ့ဆိုရင်ဘီယာတောက်တာစလေးတောက်တာသူတစ်ပါးကိုထိခိုက်လို့လားဆိုတော့မေးတရားရှိတယ်ပေါ့ဗျာအဲ့တော့ကိုဒါမကောင်းအောင်လုပ်တဲ့ပုံစံဖြစ်သွားတာပေါ့နော်အဲ့တော့ပြောချင်တာတော့ဗျာအသက်16နှစ်ကျော်လို့ရှိရင်ဘယ်ဟာကောင်းတယ်ဘယ်ဟာမကောင်းဘူးဆိုတာတော့လူတိုင်းနားလေတယ်ပေါ့ဗျာအဲ့တော့ကိုကောင်းတယ်လို့ထင်တဲ့အရာတွေကိုလုပ်စေခြင်းနဲ့မကောင်းဘူးလို့ထင်တဲ့အရာတွေကိုတော့ရှောင်စေခြင်းနဲ့ပေါ့နော်ဒါလေးကိုကျွန်တော် sharing လုပ်ပေးတာဖြစ်ပါတယ်ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်